အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်က KK ရဲ့ skincare product လေးနဲ့ skincare ပြန်မှာဖြစ်ပါတယ်ဒီဆိုမျက်နှာတပီဖြစ်တဲ့အတွက်ကြောင့်မလို့ပထမအဆင့်မှာကျွန်တော်က KK ရဲ့glow toner လေးသုံးမယ်ပေါ့နော် toner လည်း skincare လုပ်တဲ့အခါမှာမပါမဖြစ်အရေးကြီးတဲ့ skincare product တစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်က KK glow toner လေးကိုသုံးမယ်သူကကျွန်တော်ဒီပန်းပေါင်းစင်းနဲ့ထုတ်ထားပြီးတော့အနံလေးရလည်းမှုရယ်ပြီးတော့ alcohol လည်းမပေါနဲ့တောင်လေးရတာအရင်အဆင်ပြေတယ်မျက်နှာကိုပို့ပြီးတော့ glow သွားရလို့ထင်ရတယ်ပေါ့နော်ဒါလေးကတော့ KK ရဲ့glow toner လေးဖြစ်ပါတယ်လင်းရရင်လည်းအဆင်ပြေပါတယ်toner လေးလိမ့်ပြီးတဲ့အခါမှာတော့ကျွန်တော်က KK ရဲ့ဒီ moisturizer လေးပေါ့နော်သူက moisturizer သမားတွေလည်းထုတ်ထားတယ်ပုံမှန်အသားရည်သမားတွေအတွက်လည်းအသုံးပြုလို့ရတယ်ပေါ့သူကမျက်နှာရည်ဓာတ်ကိုဖြည့်ပြီးတော့ဒီကနိုင်ငံကထုတ်လုပ်ထားပြီးဒီဘောပစ္စည်းပေါင်းတဲ့ကြောင့်မလို့မျက်နှာအတွက်အသားရည်အတွက်အရင်ကကောင်းမှုရှိပါတယ်ပေါ့နော်ဒီက website ကိုလည်းပါလာတယ်ကျွန်တော်ကတကူကုန်ပါပြီပေါ့နော်တုံးကအရင်အဆင်ပြေပြလို့ဆက်ပြီးတော့တုံးနေရဖြစ်ပါတယ်အဲ့ဒါတခုအနေနဲ့ကတော့ KK sun cream ပေါ့နေပြီးတော့မယ်ဆိုလို့ရှိရင် sun cream လည်းရေးကြည့်တယ်သူကတမျိုးလေးလိမ့်သွားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့နော်ဒီ sun cream ကနေလောက်တမျိုးကောက်ွယ်ပေးတယ်ဒီအကြောင်းတွေကိုလည်းရုံနေစေလို့တော့အရင်အဆင်ပြေဆက်ပြီးပေါ့နော်အခုဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ skincare အဆင့်ကဒီပါရောပေါ့အရင်အဆင်ပြေသွားပြီလို့ထင်ပါတယ်ခင်ဗျာ